တခါလေကြာရင်လေနေ့စဉ်ဘဝရဲ့အလုပ်တွေစိတ်ဖိစီးမှုတွေကြားထဲမှာကျွန်တော်တို့အတွက်တကယ်တန်ဖိုးရှိတဲ့အရာတွေကိုမိတွားတတ်ကြတယ်နော်ဟုတ်တယ်မလားဆိုတော့ဒီအကြောင်းအရာလေးကအဲ့ဒီတန်ဖိုးထားမှုအကြောင်းကိုပြန်ပြီးစဉ်းစားစေမယ့်သင်ခန်းစာလေးတစ်ခုပါပဲ ဟုတ်ပါတယ်ဒီစကားကတော်တော်လေးကိုယဉ်နီးနေမှာပါလူတွေကလေရှိနေတော့မှမမြင်တတ်ကြဘူးပျောက်သွားမှဆုံးရှုံးသွားမှပဲအဲ့ဒီအရာရဲ့တန်ဖိုးကိုသိလာကြတဲ့ဒါကလူတဘာဝလိုတောင်ဖြစ်နေတာနော်ကိုယ့်အနားမှာအမြဲရှိနေတဲ့အရာတွေလူတွေကိုကျင့်သားရသွားပြီးတော့သူတို့ဘလောက်တန်ဖိုးရှိနေရဲဆိုတာကိုအလေးမထားမိတော့တာမျိုးပေါ့ ဥပမာပြောရင်ပေါ့နော်နေ့တိုင်းတွေ့နေရတဲ့မိဘရဲ့အဖြူမျိုးဒါမှမဟုတ်ကိုဖုန်းဆက်တဲ့တငယ်ချင်းတစ်ယောက်ရဲ့ဖုန်းတန်မျိုးနောက်ဆုံးမနက်ခင်းကော်ဖီတစ်ခွက်ရဲ့အငွေအသက်လေးအထိပေါ့ဒီလိုຢာတွေကနေ့တိုင်းကြုံနေရတော့တိတ်တမန်ဖြစ်သွားပြီးတော့အဲ့ဒီအရာတွေရဲ့တကယ်တန်ဖိုးကိုကျွန်တော်တို့မေ့သွားကြတယ်မျက်ကွယ်ပြုမိသွားကြတယ် ဆိုတော့အဲ့လိုတန်ဖိုးမထားမိတတ်တဲ့လူတဘာဝကိုလေတကယ်ထိထိမိမိထောက်ပြထားခဲ့မြန်မာစကားပုံလေးတစ်ခုရှိတယ်ဗျာအဲ့ဒါကဘာလဲဆိုတော့ဟုတ်ကဲ့ရှိတော့မတန်ဖိုးထားရင်မရှိတော့မှနောင်တရတယ်တဲ့အတိတ်ဘေကအရန်ရှင်းပါတယ်ဒါပေမဲ့တော်တော်လေးနဲ့တဲ့အရာတစ်ခုရဲ့တကယ်တန်ဖိုးဆိုတာကလေဆုံးရှုံးသွားဒီနောက်မှတကယ်နားလေတကြတာမျိုးပေါ့တနည်းပြောရင်တော့ရှိနေတော့တန်ဖိုးမထားမိရင်ဆုံးရှုံးသွားတဲ့အခါမှာနောင်တတဲ့နှလုံးကြေခွဲရတာကလွယ်ပြီးဘာမှပြန်မရတော့ဘူးဆိုတော့တတိပေးချက်တစ်ခုပါပဲ ကဲဒီစကားပုံကစောက်ထဲမှာပဲရှိနေတာမျိုးမဟုတ်ဘူးเนาะကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေနဲ့ဘလောက်တောင်ပတ်သက်နေလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ရအောင် ဒါတွေကဘာတွေထိမိလဲမိဘတွေမိတ်ဆွေတွေပြီးတော့နေ့စဉ်ထိထွေဆက်ဆံမှုတွေပေါ့ဟုတ်ပါတယ်မိဘတွေရဲ့စကားတစ်ခွန်းမိတ်ဆွေတွေရဲ့အားပေးမှုလေးတစ်ခုဒါမှမဟုတ်အတူတူဖြတ်ထိုင်းခဲ့တဲ့တာမန်ရိုးရှိတဲ့နေ့ရက်တွေဒါတွေအားလုံးကလေကျွန်တော်တို့တတိမထားမိပဲကြံပိုးထားဖို့မိနေတတ်တဲ့ယတနာတွေမှာပဲ အစိုးဆုံးကဘာလဲဆိုတော့တချို့ຢာတွေလားတခါဆုံးရှုံးသွားပြီဆိုရင်ဘယ်တော့မှပြန်မရနိုင်တော့ဘူးဆိုတာပါပဲအချိန်လွန်သွားမှနားလေလာတဲ့အခါမှာအရာအလုံးကနောက်ကျသွားခဲ့ပြီလေ ဒါပေမဲ့လေနောင်တော့ရချင်မှာပဲဇက်လန်ကိုအဆုံးသက်စရာမလိုပါဘူးတကယ်အရေးကြီးတာကဘာလဲဆုံးရှုံးသွားဖို့မှနားလည်ဖို့မဟုတ်ဘူးအနားမှာရှိနေတော့မှပဲတန်ဖိုးထားတဲ့ပေါ်ပါပဲအဲ့ဒါကအရေးကြီးဆုံးပဲ ဆိုတော့ဒီအကြောင်းအရာလေးကိုအဆုံးမတတ်ချင်မှကိုပြန်ပြီးကြည့်ဖို့အတွက်မိခွန်းကြီးတစ်ခုတော့မိကြည့်ရအောင် ဒီနေ့ကိုယ့်ရဲ့ဘဝစဉ်မှာတမိုးထားတဲ့လူတယောက်ကိုတရိယာမိလိုက်ပြီလား